ကနေ့မှာကျွန်တော်တို့ score international training ပေါ့နော်ဒီ training လေးကလုပ်ပြရတဲ့ရွေးချက်က score ဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ငန်းတွေအတွက်ကို SME လုပ်ငန်းတွေရဲ့ထုတ်လုပ်မှုတိုးတက်တဲ့အပိုင်းပေါ့နော်တနည်းအားဖြင့် productive ဖြစ်တယ်ပေါ့အဲ့လို productive ဖြစ်တဲ့အကျိုးရှိတဲ့ training ကိုနိုင်ငံတကာအသိအမှတ်ပြုအဖြစ်ကျွန်တော်တို့နိုင်ငံမှာယူလို့ရနေပြီအဲ့ဒီတော့ကျွန်တော်တို့ဒီ training နဲ့ပတ်သက်ပြီးတော့ international သိရမယ့် training ပါတဲ့ contact တွေနဲ့တင်ကြားရေးတချို့အစိတ်အပိုင်းတွေကိုကျွန်မအနေနဲ့ CSR အနေနဲ့ပေါ့နော်ဘန်မိုင်းကုမ္ပဏီကနေပြီးတော့ chief တယောက်အနေနဲ့ဝေငှချင်တယ်ကျွန်မရဲ့အကျိုးပြုစီစဉ်နေဖြစ်ပါတယ်အဲဒီအတွက်ဒီကနေ့မှာ SCORE International Training လို့ခေါ်တဲ့ကျွန်တော်တို့ရဲ့ Global Certified Trainer တွေနဲ့ဖြစ်စေပြီးတော့ SME ကိုအကျိုးပြုစေတဲ့ဒီပညာရဲ့သူနဲ့ Consulting ပေါ့နော် Trainer Consultant ဖြစ်ချင်တဲ့ရွေးချက်တွေရှိရင်ကျွန်တော်နဲ့တနည်းအားဖြင့်လုပ်ငန်းတွေကိုကြံပေးချင်တာဖြစ်တဲ့အတွက်ကြောင့်တိုးတက်မှုအကြံဉာဏ်မှုဘာလဲမရှိလဲဆိုတဲ့ပိုင်းကိုသိမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဟုတ်နော်အကျိုးဖြစ်စေတဲ့အတွက်ကျွန်မဒီစီစဉ်လေးကိုစီစဉ်ရခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်SCORE ကိုအဓိကကျွန်တော်တို့ဘယ်သူတွေလေ့လာတင်တယ်ပေါ့နော်ဒါနဲ့ပတ်သက်လို့ရှိရင် SCORE training ကတနည်းအားဖြင့်ကျွန်တော်တို့နိုင်ငံအတွင်းမှာတိုးတက်ဖို့အတွက် consultant အနေနဲ့ကျွန်တော်တို့ရည်တည်ခြင်းနဲ့ trainer consultant ဖြစ်ခြင်းနဲ့ဆိုလို့ရှိရင် SCORE နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သိရဖို့ရှိတယ်နောက်တစ်ခုကအကြံပေးပုဂ္ဂိုလ်အဖြစ်ကျွန်တော်တို့ global certified လုပ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီအကြံပေးမှုကိုယ့်ရဲ့အကြံဉာဏ်တွေရည်တည်သွားမယ် SME လုပ်ငန်းတွေအတွက်ဘယ်လိုတိုးတက်မလဲဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့သိချသိဖို့လိုပါမယ်အဲဒီတော့ကြောင့် international training အနေနဲ့ကျွန်တော်တို့ဟုတ်ကဲ့စီစဉ်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာပါရှင် Band Consultancy ရဲ့ service တွေကိုဒီကနေ့မှာကျွန်တော်မိတ်ဆက်ပေးခြင်းကတော့ Band ကနိုင်ငံတကာအခြေပြုတဲ့ဤပညာနဲ့ကျွန်တော်တို့လုပ်ငန်းတွေလုပ်ကြအောင်အဓိကတော့ SME လုပ်ငန်းတွေ setup မျိုးစုံရှိတယ်ပေါ့နော်ကျွန်တော်တို့ထုတ်လုပ်မှုရှိတဲ့ sector တွေဝန်ဆောင်မှုရှိတဲ့ sector တွေနောက်တစ်ခုက tourism နဲ့ပတ်သက်တဲ့ sector တွေအဲ့ဒီ sector တွေလုပ်ငန်းတွေဝန်ဆောင်မှုတော့ထုတ်လုပ်မှုတော့တိုးတက်မှုကျွန်တော်တို့ရှိဖို့အတွက်ကိုအကြံပြုပေးနေတဲ့စီစဉ်ဖြစ်ပါတယ်အကြံပြုပေးနေတဲ့ service ကိုကျွန်တော်တို့ပေးတယ်နောက်တစ်ခုကတော့နံပါတ်1အနေနဲ့ကျွန်တော်မှာ expert knowledge လို့ခေါ်တဲ့ကျွန်တော်ရဲ့ကျွမ်းကျင်မှုဆိုင်ရာကိုယ်ကိုယ်ရွေးမြင့်တင်စေဖို့မြင့်တက်စေဖို့စီမံခန့်ခွဲမှုတွေပြောကြတယ် management နဲ့ပတ်သက်တဲ့ပေါ့နော်သင်တန်းတွေနောက်တစ်ခုကကျွန်တော်တို့ technical ပညာရပ်ဆိုင်တဲ့ expert knowledge ပါပဲတို့ရတယ်နော်အဲ့ဒါလေးကတော့ database management နဲ့ memory management လို့ဒီဘိုင်းတွေကိုလည်းကျွန်တော်တို့ Bell ကနေပြီးတော့ကိုယ်တိုင်ကျွန်တော်တို့သင်ကြားပေးနေရလေးတွေရှိတယ်ဆရာတွေနဲ့လည်းတွဲဖက်ပြီးတော့သင်ကြားပေးနေတယ်နောက်တစ်ခုကတော့ကျွန်တော်တို့စီးပွားရေးလုပ်ငန်းတွေကိုနိုင်ငံတရားမှာပေါ့နော် SIYB လို့ခေါ်တဲ့နိုင်ငံတရားအောင်မြင်အသိအမှတ်ပြုနေတဲ့ဒီ training တွေကိုလည်းကျွန်တော်တို့ကစိုးဒီ training လုပ်ငန်းရှင် entrepreneur ဒီ training တွေကိုလည်းကျွန်တော်တို့ပေးပါတယ်တိုးတက်မှုရှိအောင်ပါဟုတ်ကဲ့နောက်တစ်ခုကျွန်တော်တို့ SCORE ဆိုတာကိုဒီကနေ့မှလည်းမိတ်ဆက်တာလည်းအတူတူပေါ့နော် SCORE ကနိုင်ငံပေါင်း30ကျော်မှာ global တနည်းအားဖြင့်နိုင်ငံတကာအသိအမှတ်ပြုတဲ့လုပ်ငန်းတိုးတက်နေတဲ့အစီအစဉ် training အကျင့်ပေးကွင်းစင်ဒါလေးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအစီအစဉ်မှာတနည်းအားဖြင့်ကျွန်တော်တို့နိုင်ငံအတွင်းမှာနိုင်ငံတကာအသိအမှတ်ပြု trainer camp consultant ပေါ့နော်ဖြစ်ချင်တယ် trainer consultant ပြောင်းဖြစ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဆရာဖြစ်တဲ့အဖြစ်ဝေးထုတ်ပေးနေရတယ်လည်းရှိတယ်နောက်တစ်ခုကတော့နိုင်ငံတွင်းမှာကျွန်တော်တို့အကြောင်းပေါ့နော်တစ်ခုခုသုံးသပ်တင်ပြရတော့ဆိုလို့ရှိရင်ကျွန်တော်တို့ survey တွေ evaluation တွေသုံးသပ်မှုတွေနဲ့ကောက်ခံပြီးတော့စစ်တမ်းခုတွေနဲ့ကျွန်တော်တို့ထိုးထွင်းပြီးတော့လိုအပ်ချက်တွေကိုပေါ်ပြတာလက်ရှိအခြေအနေတွေအောင်မြင်မှုတွေကိုပေါ်ပြတာရှိတယ်အဲဒီ evaluation မျိုးကိုလည်းကျွန်တော်အနေနဲ့ report quality ကောင်းထုတ်ပေးတဲ့စီစဉ်တွေရှိပါတယ်နောက်တစ်ခါတော့ပြည်ပကိုပညာရပ်အခုပေါ့နော်တွားရောက်စီးမှုတွေရဲ့နေအတွက်ဆိုလို့ရှိရင်လည်းသူတို့ရဲ့ဆွမ်းဆောင်ရည်တွေတရားဖြင့်နိုင်ငံကမှာကျွန်တော်တို့တော့တော်ချင်းမှာဖြစ်တရားနဲ့ဆွမ်းဆောင်ရည်တွေမရွတ်ပြော့အောင်ဒီစီစဉ်တွေနဲ့ကျွန်တော်တို့ဒါလေးကိုအားဖြည့်ပြီးတော့လည်းဟုတ်ကဲ့တင်ကြားရင်းလေးရှိပါတယ်ပြည်ပခီးစဉ်တွေလည်းခြေချခြင်းလည်းဆိုလို့ရှိရင်လေ့လာရေးခီးစဉ်တွေလည်းစီစဉ်ပေးနေတဲ့အတွက်ဘာသာရေး service တွေကိုရယူခြင်းလည်းဆိုလို့ရှိရင်တော့အချိန်မီရယူနိုင်အောင်ကျွန်တော်တို့ဟုတ်ကဲ့ဒီဆောင်ရွက်ပေးပါမယ်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ရှင်